ကျွန်တော်တို့ကတက်တွေကိုစကားပြောတာငေါ့လားငန်းလားလေလူတက်တွေကခင်ဗျာကျွန်တော်လားတူလားဟုတ်တယ်ခင်ဗျာယူသေးမေးကန်နေတယ်ခင်ဗျားတို့အဲ့ဒီ Mr. Gizmo ဆိုတဲ့ကောင်ဖမ်းနေစေကောရှိလားမေးနေပေါ့သူကလူမတက်ခင်လွတ်ထားပြီပါရှင်ခင်ဗျားတို့လူသူများသားတို့သမီးတို့ဖျက်ဆီးခြင်းနဲ့လူရဲ့ရှင်နဲ့ဝေးတော့စော်ကားမော်ပါခင်ဗျားတို့ဒီတိုင်းဆိုကျွန်တော်ပြန်မယ်တော်တော်နဲ့တကိုင်းနေပါအခုမှမတိုင်ခင် Mr. Gizmo ဗီဒီယိုရိုက်ခဲ့တာရှင်အပေါင်း4ယောက်ရှိတယ်ဘယ်သူမှသက်ဆိုင်ရအောင်လာမတိုင်ကြဘူးဘာလို့လဲရှင်တို့မတိုင်ရင်ကြလို့မလားကိုလုံနေရဟာမှားမှန်ကိုသိလို့မလားဘာထူးလဲတေဆုံးသူမိသားစုပဲတော့မရရှိရတာပေါ့လုံးဝမဟုတ်ဘူးလုံးဝမဖြစ်နိုင်ဘူးကျမယောက်ျားအကြောင်းကျမသိတယ်သူကအဲ့ဒီလိုလုံးရမျိုးလုံးမမဟုတ်ဘူးအဲ့ဒီ Mr. Gizmo ဆိုတဲ့လူနဲ့တွေးเสียအကြောင်းရှိဘူးမိုင်းဆုံးရှုံးမှုတွေအတွက်ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဒါပေမဲ့ Mr. Gizmo ဆိုတဲ့လူကတခြားလူတွေကျွန်တော်မတတ်ပဲနဲ့အမရဲ့မျိုးသားကြမှာရှိရတယ်သူ့ကိုရှင်တို့ဆွဆွဲနေရတယ်အသက်မပြည့်သေးတဲ့မိန်းကလေးတယောက်ကိုမြူဆွဲပြီးတော့ဟိုတယ်ကိုခေါ်တယ်ကဲရှင်တို့တန်တရားရှင်းသွားအောင်လို့ဘယ်သူမှမသိသေးတဲ့ကျမရဲ့စက်ကြောင်းပြောပြမယ်ကျမ University တက်တုန်းဟာကျမချစ်သူလှုပ်တဲ့သူဟာကျမရဲ့ခန္ဓာကိုမတရားသိမ့်ပိုက်ခဲ့ဘူးလေကျမရဲ့အတိုင်းဝိုင်းမှာအဲ့ဒီသတင်းနာမည်ကထွက်ခဲ့တာပေါ့အဝင်းကျင်ကလည်းကျမကိုမကောင်းဝိုင်းပြောကြတယ်ကျောင်းလည်းပြီးရောကျမခင်မုန်းနဲ့ဆုံးခဲ့တယ်